ဒီယောဂ
ဒ
ရေးကြီးတဲ့ဓမ္မတော်တွေသူ့ဆရာတွေဓမ္မတော်တွေကိုခေါ်ပြီးတော့ခုပြင်မဲ့လို့အားလုံးနာမည်ကျော်ကြတဲ့ဓမ္မတော်တွေဟာလက်လျှော့သွားတယ်အဲ့ဒီလိုဓမ္မတော်တွေလက်လျှော့လို့တရားတော်ကိုဆိုတာသိတဲ့အခါကျတော့သူ့ရဲ့သားလေးကိုမလုပ်လဲဆိုလို့ရှိရင်သူ့အိမ်ထဲမှာထားတဲ့သူ့ရဲ့သားလေးကိုအိမ်အပြင်ခုပြင်လေးမှာထုတ်ထားတယ်သူ့ရဲ့သားကိုအိမ်ထဲမှာမထားတဲ့အိမ်ထဲမှာမလို့ထုတ်ထားတယ်ဆိုတော့အိမ်ကြီးကတော်တင်ကသူ့အိမ်ကိုလာရောက်ပြီးတော့လက်ပတ်တဲ့အခါလူနာကပြေးတဲ့အခါမှာသူတို့မှာရှိတဲ့စီးပွားဥစ္စာတွေကိုဟောဒီနာမေးတဲ့လူတွေကတွေ့သွားလို့ရှိရင်သူတို့စီးပွားဥစ္စာတွေတော့ချမ်းသာတာပဲဒါတော့ရှိတာပဲဆိုတဲ့လူတွေရဲ့ပြည်မြင်မှာကြောက်တဲ့အတွက်ကြောင့်သူတို့ရဲ့သားလေးကိုအိမ်ရဲ့အပြင်ဘက်ဖြစ်တဲ့ခုပြည်ပြည်မှာထုတ်ထားတယ်ဒါနဲ့တကယ်တော့အချိန်မှာမြတ်စွာဘုရားကတောင်းတပြည်စီတော်ကျောင်းမှာတည်းတော်ပြီးတော်မူခြင်းနာနဲ့ကင်းဖို့တော့အလေးကြောင့်လို့မာသရုဏာတော်သမကမှာထားတော်မူတဲ့အခါမှာမြတ်စွာဘုရားကယနေ့ဝိနည်းသုမိတတတ္တဝါတွေကိုဝိနည်းတတ္တဝါတွေကိုကျွတ်လိုက်တဲ့တတ္တဝါတွေကိုဆင်ခြင်ပြီးကြည့်တဲ့အခါကျတော့အခဏမှာမထဂုဏလီသတို့သားရဲ့အဖြစ်ကိုသိရှိပြီးတော့မထဂုဏလီသတို့သားဟာယနေ့ငါဘုရားရှင်ကြွားရောက်ပြီးတော့ချင်းမြင့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကောင်းတဲ့ချမ်းသာဒုက္ခတွေအကျိုးစီးပွားတွေဖြစ်နိုင်တယ်ဆိုပြီးတော့မြတ်စွာဘုရားကဆင်ခြင်သုံးသပ်ပြီးတော့နာနဲ့ကင်းဖို့တော့အလေးရောက်တယ်ဆိုရင်လည်းအာလုံးတော်ယဟန်က900နဲ့တကွမြတ်စွာဘုရားရှင်ကဆောင်းမှန်ကြွတယ်ဆောင်းမှန်ကြွပြီးတော့ဘာသာကအာရိဏနောက်မထဂုဏလီတို့အိမ်ရှိရောက်တယ်ဆိုရင်လည်းမြတ်စွာဘုရားကရောင်ကြီးတော်တွေကိုမျိုးပြီးတော့မြတ်စွာဘုရားကခဏကမထဂုဏလီမြင်တော့တဲ့အနေထားကိုရောင်ကြီးတော်တွေကိုပို့လို့ပြီးတော့ပြည်စီတော်ဆိုတယ်အဲ့တော့ခဏကအာရိဏဘုရားဒိဋ္ဌအာမထဂုဏလီကရောင်ကြီးတော်တွေတွေ့တဲ့အခါအယောင်ထုံးစံတွေတွေ့တဲ့အခါမှာခဏကမြတ်စွာဘုရားကိုစိတ်ထဲကနေကြည်လူးပြီးတော့မြတ်စွာဘုရားကိုစိတ်ထဲကနေပူးမြော်လိုက်မြတ်စွာဘုရားရဲ့ရုပ်ရှင်တန်ခါးတွေမြတ်စွာဘုရားရဲ့ဘုရားတွေမြတ်စွာဘုရားရဲ့အလုံးပူးမြော်တဲ့ကြည်ညိုစရာကောင်းတဲ့ဘုံတတ္တိတွေကိုကြည်ညိုပူးမြော်ပြီးတဲ့စိတ်နဲ့ပဲအဲ့ဒီမထဂုဏလီကအဆုံးပါပါတယ်ဒါနဲ့လည်းမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကဒီလောက်ဆိုရင်သူ့ရဲ့ကောင်းကျိုးတရားဖြစ်ထွန်းပြီးဆိုပြီးတော့ဒါဝတိမြေစီတော်အကြောင်းကိုပြန်ကြွအဲ့တော့ခန္ဓာကမထဂုဏလီကလည်းပဲလူဘဝကနေပြေလုံးပြီးတဲ့အခါနတ်ပြည်ကိုရောက်သွားတယ်။ရေကိုရောက်သွားတာလေနတ်ပြည်ကိုရောက်သွားတယ်။ဘာကုသိုလ်ကောင်းမှုကြောင့်လဲ။ဘာလို့လဲကုသိုလ်ကောင်းမှုကြောင့်လဲ။မြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်လေးကြောင့်ရေကိုရောက်သွားတာလေ။နတ်ပြည်ရောက်သွားတယ်ဝိသနာ30အကျယ်ရှိတဲ့နတ်ပြည်မှာနတ်သားသွားဖြစ်တယ်။ဟုတ်လား။အဲ့တော့နတ်ပြည်မှာနတ်သားသွားဖြစ်တဲ့အခါကျတော့နတ်စည်းတဲ့နတ်ချမ်းသာကိုခံစားရတယ်။အဲ့တော့ဒီနာတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်မိမိတို့ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာလူတိုင်းကအခါချင်းဝေချင်းပုံကံအမျိုးမျိုးပုံကြခံပြီးတော့ကုသိုလ်ကောင်းမှုပြုကြတာမရှိဘူးလားရှိပါရဲ့အဲ့တော့အခုဒီမထဂုဏလီနတ်သားဟာမထဂုဏလီသတို့သားဟာသူ့မှာကုသိုလ်ကောင်းမှုနော်ဒါနကုသိုလ်ကောင်းမှုလည်းမရှိဘူးသီလကုသိုလ်ကောင်းမှုလည်းမရှိဘူးဘာဝနာကုသိုလ်ကောင်းမှုရှိရလားမရှိဘူးသူတို့ကယမနာဝါဒဖြစ်တဲ့အတွက်သူတို့ရဲ့နော်ယမနာမျိုးနွယ်တွေဖြစ်တဲ့အတွက်ဘာသာယူဝါဒမတူတဲ့အတွက်ကြောင့်သူကကုသိုလ်ကောင်းမှုလည်းမရှိဘူးဒါနကုသိုလ်ကောင်းမှုဆိုတာသူတို့ရဲ့မိဘအစဉ်ဆက်ကူကဒါနကုသိုလ်ကောင်းမှုကိုမိဘတွေလည်းမပြုရဘူးမိဘတွေကလည်းပြုဖို့တိုက်တွန်းမှုမရှိတဲ့အတွက်ဒါနကုသိုလ်ကောင်းမှုဆိုတာတစ်ခါမှမပြုရဘူးဟုတ်လားအဲ့တော့ဒါနကုသိုလ်ကောင်းမှုလည်းမရှိဘူးသီလကုသိုလ်ကောင်းမှုလည်းမရှိဘူးဘာဝနာကုသိုလ်ကောင်းမှုဆိုတာဝေလာဝေအဲ့တော့အဲ့ဒီလိုကုသိုလ်ကောင်းမှုမရှိတဲ့သူတွေကဘယ်လိုရောက်သွားလဲနတ်ပြည်ကိုရောက်သွားတယ်ဘာကုသိုလ်ဘာကောင်းမှုကြောင့်လဲမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်ကြောင့်နတ်ပြည်ချမ်းသာကိုရရှိဘူးလားရရှိတယ်အဲ့တော့လောကမှာဒါနကုသိုလ်ကောင်းမှုပြုတဲ့အခါမှာမိမိတို့ပစ္စည်းဥစ္စာတွေမရှိတဲ့အခါမှာဒါနကုသိုလ်ကောင်းမှုတွေပြုလို့ရနိုင်ဘူးလားပတ်စံတွေမကုန်မဲ့နဲ့လူတွေမပင်မ
ရနိုင်ဘူးလားရနိုင်လေအဲ့တော့ဒီနေရာမှာပတ်စံမကုန်မနဲ့ပြုလို့ရတဲ့ဒါနကုသိုလ်ခဏမျိုးကိုနော်မိမိတို့နာကြရအောင်အဲ့တော့အခါတကာသာဝတိဒီစီတော်အကြောင်းမှာမြတ်စွာဘုရားတင်းဖို့စံပဲတရင်လုံးပြည်တော်မူစဉ်အခါတုန်းကသူစင်းရသားတယောက်ကမြတ်စွာဘုရားရှိလာပြီးတော့လက်ဆက်ကြချိန်မှာပို့ပြီးတော့ကိုကြတော့ပြီးတဲ့အခါမှာမြတ်စွာဘုရားကိုလျှောက်မြတ်စွာဘုရားကိုမလျှောက်လဲဆိုတော့သူကစင်းရတယ်တော့စားစရာတောက်စရာမရှိတဲ့အတွက်လူများရှိမှကြိုက်ရတောင်းစားနေရတဲ့ဘဝသူစင်းရသားအဲ့တော့သူစင်းရသားကဘာကိုလိုချင်လို့မြတ်စွာဘုရားကိုလျှောက်တယ်ဆိုလို့ရှိရင်ဘုန်းတော်ကြီးတော်ဘုရားမြတ်စွာဘုရားတတိတော်ဘဝမှာစားစရာတောက်စရာမရှိအလုံးစင်းရဲပါတယ်ဗျာအဲ့တော့တတိတော်ဘဝမှာချမ်းသာကြီးပွားခြင်းလေဗျာဒါကြောင့်မို့လို့အဲ့ဒီလိုစီးပွားဥစ္စာတွေပြည်တယ်ပြီးတော့ချမ်းသာကြီးပွားအောင်တတိတော်ဘယ်လိုအပြုအမူတွေဘယ်လိုတွေလုပ်ဆောင်ရမှာလဲဗျာဘယ်လိုတွေလုပ်လို့ရှိရင်တတိတော်ချမ်းသာနိုင်မှာလဲဗျာမြတ်စွာဘုရားကိုဝေးလျောက်တယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကပြန်ပြီးတော့သူစင်းရဲတာကိုပြင်ကြတယ်သူစင်းရဲတာတင်းတကယ်လို့ကုသိုလ်ကောင်းမှုတင်းတကယ်လို့ချမ်းသာကြီးပွားခြင်းလို့ဆိုလို့ရှိရင်ဒါနကုသိုလ်ကောင်းမှုပြုဘာလို့ခိုင်းတာလဲဒါနကုသိုလ်ကောင်းမှုပြုဒါနဲ့သူစင်းရဲသားကပြန်ပြီးတော့မြတ်စွာဘုရားကိုရှောက်ဘုန်းတော်ကြီးတော်ဘုရားမြတ်စွာဘုရားတတိတော်လူများပေးမှကမ်းမှကျွေးမှစားရတဲ့သူတယောက်လူများရှိမှတောင်းရစားတော့နေရတဲ့သူတယောက်နေစရာမရှိစားစရာမရှိတဲ့တကောင်ကျွတ်ဖြစ်နေတဲ့တတိတော်လူကဘယ်လိုလုပ်သွားပြီးတော့လူများကိုလူရန်တန်းနိုင်ကုသိုလ်ကောင်းမှုပြုနိုင်ပါလဲဗျာဟုတ်လားကိုယ်မှာစားစရာမရှိတောက်စရာမရှိရင်ဒါနကုသိုလ်ပြုလို့ရပါမလားမရနိုင်ဘူးအဲ့တော့ကိုယ်မှာလူစရာမရှိနော်ကိုယ်တိုင်ကစားစရာမရှိဘူးဆိုလို့ရှိရင်အပနာကလူများကိုလူကိုလူတန်းကိုရပါမလားဒီစီဥစ္စာတွေလူကိုရပါမလားဝေယတရားတွေဝိလူတွေလူလို့ရပါမလားမရနိုင်ဘူးအဲ့ဒါကြောင့်ခန္ဓာကသူစင်းရတာကအရှင်ဘုရားတတိတော်ကိုစင်းရတဲ့သူတယောက်သူတော်ရှိမှတောင်းရန်စားတောင်းနေရတဲ့သူတယောက်အဲ့ဇာနေရာမရှိတဲ့သူစင်းရတာတယောက်ကဘယ်လိုလုပ်ဒါနကုသိုလ်ကောင်းမှုပြုမှလဲဗျာမြတ်စွာဘုရားကိုပြန်ပြီးတော့မေးလျှောက်အဲ့တော့မြတ်စွာဘုရားကိုပြန်ပြီးတော့မေးလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကသူစင်းရတာလောကမှာကုသိုလ်ကောင်းမှုပြုတယ်ဆိုတာမိမိစီးပွားဥစ္စာတွေနော်ပုတ်ခမ်းတော်မှာမိမိအစည်းဥစ္စာတွေလူတန်းမှာကုသိုလ်ကောင်းမှုတွေလို့ဟောဘူးအဲ့တော့လောကမှာကုသိုလ်ကောင်းမှုပတ်စံမကုန်မဲ့နဲ့ပြုလို့ရတဲ့ဒါနကုသိုလ်9မျိုးရှိတယ်။ဘယ်နှမျိုးလဲလဲ။ဒါနကုသိုလ်ကောင်းမှု9မျိုးရှိတယ်။ပတ်စံကုန်ရဲ့လား။ပတ်စံမကုန်မဲ့နဲ့ပြုလို့ရတဲ့ဒါနကုသိုလ်9မျိုးကိုယူခြင်းလား။အဲ့တော့အဲ့ဒီဒါနကုသိုလ်9မျိုးကိုပြုခြင်းလို့ဆိုလို့ရှိရင်မိမိတို့ရဲ့စိတ်လေးကိုအလိုလိုထိန်းချောင်းပြီးသားပြုပြင်ပြီးသားဖြစ်သွားတယ်။ထိန်းချောင်းပြီးသားပြုပြင်ပြီးသားဖြစ်သွားတယ်လို့မိမိတို့ရဲ့ရုပ်ရည်နဲ့ပဲအလွန်လှပနားလိုက်မယ်။ယူခြင်းလား။ယူပါမယ်ဗျာ။ဒါကြောင့်လိုက်ပြီးတော့မှတ်ရအောင်နံပါတ်1အနေနဲ့မျက်နာမူရာနဲ့လူတဲ့ကုသိုလ်ကောင်းမှုကိုပြုတဲ့။ဘာနဲ့ပြုရမှာလဲ။မျက်နာမူရာနဲ့လူတဲ့ကုသိုလ်ကောင်းမှုကိုပြု။အဲ့တော့မျက်နာမူရာနဲ့လူတဲ့ကုသိုလ်ကောင်းမှုဆိုတာဘယ်လိုကုသိုလ်ကောင်းမှုလဲဆိုလို့ရှိရင်တို့တရားတော်ပါတွေအားလုံးနားလည်အောင်နော်ကောင်းတာနဲ့မကောင်းတာနဲ့နိုင်ရှင်ပြီးပြမှလာလေပို့ပြီးတော့သိတာမယ်တို့တရားတော်ပါတွေဘောဓတရားတွေထွက်ပြီးတော့မျက်နှာမှာအင်မတန်၆ဆရာကောင်းတဲ့အသိအမြင်နဲ့မြင်တဲ့လူကစိတ်ချမ်းသာမှာမလားဟုတ်လားဘောဓတရားတွေရံကားနေတဲ့လူတွေကိုတွေ့ရတဲ့အခါမှာတွေ့ရတဲ့လူရဲ့စိတ်ထဲမှာစိတ်ချမ်းသာမှုရှိပါမလားရှိပါဘူးစိတ်မချမ်းသာဘူးစိတ်ဆင်းရဲပြီဆိုတာသူ့အတွက်အာဟုလို့ဖြစ်မလာဘူးလားရှိပါဘူးဒါဆိုလို့ရှိရင်တို့တရားတော်မှာကိုယ့်ရဲ့မျက်နှာအတွင်းအမြဲတမ်းတို့တော်ရှင်တဲ့မျက်နှာအတွင်းကြည်လင်တဲ့မျက်နှာအတွင်းနဲ့သူတော်ဘာကိုရုပ်တော်ရှင်တဲ့အကျုံးမြတ်တာတွေပေးနေတယ်ဆိုလို့ရှိရင်လူတယောက်ကအမြဲတမ်းကြည်လင်ပြီးတော့ဒေါသတရားတွေမရှိလောဘတရားတွေမရှိတဲ့မေတ္တာအပါတဲ့အကျုံးနဲ့သူတော်ဘာကိုအမြဲတမ်းပြောဆိုဆက်ဆံတယ်ဆိုလို့ရှိရင်ပြောဆိုဆက်ဆံရတဲ့လူမှာအေးချမ်းမှုတွေမရနိုင်ဘူးလားဒါဆိုလို့ရှိရင်ကိုယ့်ရဲ့မျက်နှာအတွေ့အကြုံကိုသူတော်ဘာကကြည့်ပြီးတော့အေးချမ်းမှုချမ်းသာမှုတွေရရှိတယ်စိတ်ချမ်းသာသွားတယ်ဆိုရင်ကိုယ်ကကုသိုလ်ကောင်းမှုပြုတာမဟုတ်ဘူးလား
သာစေမလားဆင်းရဲစေမလားဆင်းရဲမယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်ပါဗျာလူတွေမပြောကြဘူးလားလူကမျက်နှာကရှစ်ခေါက်ရုပ်ရုပ်ပေါက်ရုပ်စသဖြင့်သူ့လုံစာထိုင်စားနေရတယ်ဟုတ်လားမပြောကြဘူးလားပြောတဲ့အခါအဲ့ဒီလူမှာကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားအကုသိုလ်ပါဗျာဒါဆိုလို့ရှိရင်အင်မတန်ပြုံးပြောရှင်တဲ့မျက်နှာတွေသူ့မျက်နှာလေးကြည့်ရတယ်အေးချမ်းလိုက်တာစိတ်ချမ်းကောင်းလိုက်တာဟုတ်လားအဲ့ဒီလိုအမြဲတမ်းပြုံးနေတဲ့မေတ္တာစိတ်ရှိတယ်ဆိုရင်ကြည့်ရတဲ့အခါမှာချီးမွမ်းမှုတွေဖြစ်မသွားဘူးလားချီးမွမ်းမှုတွေဖြစ်သွားသလိုသူ့ရဲ့စိတ်ထဲမှာဟောအေးချမ်းမှုတော့စိတ်ချမ်းသာမှုတွေမခံစားရဘူးလားခံစားရတယ်ကိုယ့်ရဲ့မျက်နှာအသွင်နဲ့သူတော်ကိုစိတ်ချမ်းသာစေတဲ့ကုသိုလ်ကောင်းမှုဖြစ်စေတယ်ဆိုရင်မိမိမှာဟောပြန်စဉ်းစားကြည့်အကျိုးမရှိဘူးလားရှိပါဘူးတို့တော်ဘာတွေကိုယ်စိတ်မှာအမြဲတမ်းမျက်နှာအသွင်ပြင်မှာအေးချမ်းတဲ့အသွင်တွေကိုလူများကိုပြရတဲ့အခါမှာကိုယ့်ရဲ့ရင်ထဲမှာနော်မအေးချမ်းမဲ့မျက်နှာအသွင်ကိုအေးချမ်းတဲ့အသွင်ပြလို့ရပါမလားမရပါဘူးတို့တော်ဘာတွေဒေါသဖြစ်တဲ့အခါဒေါသရဲ့အပြည့်မျက်နှာအသွင်ပြင်မှာလာထင်ဟအောင်ဘသူကလုပ်လဲကိုယ်စိတ်ကလုပ်တာမဟုတ်လားကိုယ်စိတ်ကဖန်ပြီးပြီးတော့ဖြစ်လာတာမဟုတ်လားဒါဆိုလို့ရှိရင်တို့တော်ဘာတွေကိုကသူများကိုအေးချမ်းတဲ့အသွင်ပြင်ဖန်ပြီးခြင်းနဲ့ဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာအရင်အေးချမ်းအောင်ဖန်ပြီးလို့မလိုအပ်ဘူးလားမလိုပါဘူးဗျာဒါဆိုလို့ရှိရင်ကိုယ်စိတ်ကအေးချမ်းပြီဆိုရင်ကိုယ့်ရဲ့မျက်နှာအသွင်ပြင်မှာလာပြီးတော့အေးချမ်းတဲ့အသွင်ပြင်ရုပ်ပြောရှင်တဲ့မျက်နှာအသွင်ပြင်သူတော်ဘာကိုအေးချမ်းတဲ့တုံးပြောပြီးတော့အမြဲတမ်းဆက်ဆံတဲ့အခါမှာခေါင်းကဒီလိုဆက်ဆံပေးလိုက်တဲ့အတွက်ပြောဆိုဆက်ဆံခံရတဲ့ဒီမှာအေးချမ်းမှုတွေချမ်းသာဒုက္ခတွေမခံရရဘူးလားဒါကြောင့်မို့လို့အဲ့ဒီကုသိုလ်ကောင်းမှုလုပ်လို့မရနိုင်ဘူးလားတို့ဘာမှလည်းအမြဲတမ်းပြောနေလို့ရှိရင်အလိုလိုစိတ်ကကြည်နူးပြီးတော့ကျင့်သားကြပါလေဟုတ်လားနံပါတ်၄နဲ့ဘာလို့ရမလဲမျက်နှာအသွင်နဲ့ကုသိုလ်ကောင်းမှုပြုနောက်တစ်ခါနံပါတ်၄နောမူရာနဲ့ကုသိုလ်ဒါနပြုဘာမူရာနဲ့နောမူရာနဲ့ကုသိုလ်ကောင်းမှုပြုဆိုတာကနော်ကုသိုလ်ကောင်းမှုပြုဆိုတာမိမိတို့နားလည်အောင်နောမူရာနဲ့သူတော်ဘာကိုအကုသိုလ်ဖြစ်အောင်မကောင်းကျိုးဖြစ်တော့အောင်စိတ်ဆိုးဒေါသဖြစ်အောင်ပြောလို့မရနိုင်ဘူးလားတို့တော်ဘာတို့တရားဓမ္မတွေသူတော်ဘာကိုဆဲဆိုပြီးတော့ချိန်မောင်းပြီးတော့ပြောဆိုတာရန်ကားတဲ့အပြုအမူတွေအပြောဆိုတွေပြောမယ်ဆိုရင်အပြောဆိုခံရတဲ့လူမှာစိတ်ချမ်းသာမလားကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်ပါဗျာဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အပြောဆိုကျမ်းတဲ့အပြောဆိုကြောင့်သူတော်ဘာကိုမကောင်းမှုအကုသိုလ်ကိုပြီးလို့ရတယ်ဆိုရင်ကိုယ့်ရဲ့ချိုးတာတဲ့အပြောဆိုလိမ္မာရည်ကြရှိတဲ့အပြောဆိုအေးစိတ်ပြီးနေတဲ့နော်နှုတ်ထွက်လူညံ့တဲ့စကားအပြောဆိုနဲ့ကိုကပြောဆိုဆက်ဆံတဲ့အခါမှာအဲ့ဒီအေးချမ်းတဲ့အပြောဆိုနဲ့ဆက်ဆံခံရတဲ့လူမှာတို့တော်ဘာတွေကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားစိတ်ချမ်းသာလားစိတ်ဆင်းရဲမလားစိတ်ချမ်းသာတယ်ဆိုလို့ရှိရင်သူတော်ဘာကိုစိတ်ချမ်းသာအောင်စိတ်အေးချမ်းအောင်လုပ်ပေးနိုင်တာဒီကုသိုလ်လားအကုသိုလ်လားကုသိုလ်ပါဗျာကုသိုလ်ပဲဒါဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ကိုပတ်စံကုန်ရလားကုန်ပါဗျာကုန်ဘူးနော်ဒါဆိုလို့ရှိရင်ကိုပြောတဲ့နဲ့နှုတ်ချမ်းတဲ့အပြောဆိုတွေမပြောဘူးတော့လူတော်ဘာပေါ်မှာရန်ကားမှုတွေမရှိဘူးဆိုလို့ရှိရင်အဲ့ဒီလူဟာအလိုလိုဝစီကံအနေနဲ့ထိတ်ထိတာဖြစ်နေဘူးလားဖြစ်ပါဗျာဝစီကံကျမ်းမ်းမှုအကုသိုလ်ကိုမပြုဘူးဆိုရင်ကုသိုလ်လိုဖြစ်မနေဘူးလားဖြစ်ပါဗျာဒါဆိုရင်တို့ဓမ္မတွေနံပါတ်1နဲ့ကုသိုလ်ကောင်းမှုကိုယူလို့မရနိုင်ဘူးလားရနိုင်တယ်နံပါတ်2ကဘာနဲ့ကုသိုလ်ယူရမှာလဲမျက်နှာမူရနဲ့ကုသိုလ်ဒါနပြုနံပါတ်2ကနောမူရနဲ့ကုသိုလ်ဒါနပြုနံပါတ်3ကဘာလဲဆိုလို့ရှိရင်စိတ်အမူအရာနဲ့ကုသိုလ်ဒါနပြုဘာနဲ့ပြုရမှာလဲစိတ်အမူအရာအဲ့တော့ကိုယ့်ရဲ့စိတ်ထဲမှာသူ့ဘာပေါ်မှာမကောင်းကြတာတွေအိတ်တာတွေမစ္စရိယတွေကြံစည်လို့မရဘူးလားစိတ်နဲ့သူ့ဘာကိုဒုက္ခပေးလို့မရဘူးလားအကုသိုလ်လုပ်လို့မရဘူးလားအာဒီကောင်သူခလုတ်တိုက်နေမှာမာဖြစ်တယ်ညာဖြစ်တယ်စသဖြင့်လုပ်လို့မရဘူးလားရတယ်ဒါဆိုလို့ရှိရင်စိတ်နဲ့ကိုယ်စိတ်နဲ့သူတော်ဘာကိုအကုသိုလ်ပြီးလို့ရတယ်ဆိုရင်ကိုယ်စိတ်နဲ့ပဲသူတော်ဘာပေါ်မှာမေတ္တာထားပြီးတော့အမြဲတမ်းဘုရားကောင်းတော်ဘုရားကောင်းတော်စသဖြင့်ပွားများနေပြီဆိုလို့ရှိရင်ကိုယ်စိတ်နဲ့ကုသိုလ်ကောင်းမှုယူလို့မရနိုင်ဘူးလားရနိုင်တယ်နော်ပတ်စံကိုရလားမကုန်ဘူးနော်စိတ်ကအမြဲတမ်းကိုယ့်ရဲ့စိတ်ထဲမှာအမြဲတမ်းကြမ်းတဲ့ဒေါသတရားတွေလောဘတရားတွေသူတော်ဘာပေါ်မှာမကောင်းတဲ့အကျဉ်းစီတွေကြံစီနေမယ်ဆိုလို့ရှိရင်အဲ့ဒီရဲ့ဒီက
သိုလ်ရှိရင်စိတ်နဲ့ပြုလို့ရနေတဲ့ကောင်းမှုကုသိုလ်ကတော့မရနိုင်ဘူးလားရနိုင်တယ်နံပါတ်3ကဘာလဲကုသိုလ်ကောင်းမှုပြုရမှာလဲစိတ်နဲ့ကုသိုလ်ကောင်းမှုပြုရမယ်နောက်တစ်ခါနံပါတ်4ကကိုယ်နဲ့ကုသိုလ်ကောင်းမှုပြုပါဘာနဲ့ကုသိုလ်ကောင်းမှုပြုရမှာလဲကိုယ်နဲ့ကုသိုလ်ကောင်းမှုပြုပါဒီပြီးတော့နောက်အလိုဒါနကုသိုလ်ကောင်းမှုပြုတဲ့အခါမှာအခုဆိုလို့ရှိရင်ဝေယဝိဇ္ဇာတွေဝိုင်းလို့ကြတဲ့တရားနဲ့အတိုင်းတာနဲ့ကိုယ်အားဉာဏ်အားနဲ့ဝိုင်းလို့ကြတာမရှိဘူးလားရှိတယ်ဝေယမတတ်နိုင်တဲ့သူကမိမိတို့လောအားတွေနဲ့ကုသိုလ်ကောင်းမှုပြုတယ်အဲ့တော့လောအားဒါနကုသိုလ်ကောင်းမှုပြုလို့ရှိရင်ကုသိုလ်ကောင်းမှုရနိုင်ဘူးလားရနိုင်တယ်အဲ့တော့ကိုယ့်ရဲ့ကာယနော်သူတော်ဘာကိုပြောပြီးတော့ယန္တာမူတိလျောက်စောပါတာတွေရိုက်နေတာတွေဆိုလို့ရှိရင်အကုသိုလ်မရနိုင်ဘူးလားကုသိုလ်ကောင်းမှုမှာသူဘာကိုကုသိုလ်နဲ့ရိုက်နေတယ်အဲ့ဒီလိုလုပ်ဆောင်မယ်ဆိုလို့ရှိရင်ကုသိုလ်ကောင်းမရနိုင်ဘူးလားမဆန်တော့ဘူးလားအဲ့ဒီကုသိုလ်ကောင်းမှုကအမြဲတမ်းလုပ်လို့မရနိုင်ဘူးလားရနိုင်တယ်ဒါဆိုလို့ရှိရင်ခေါဏကဒီထဲမှာချုပ်ကြည့်မယ်ဆိုလို့ရှိရင်ကာယကံမှုဝစီကံမှုမနောကံမှုဆိုတဲ့နော်မကောင်းတဲ့အကုသိုလ်အမှုတွေကိုကာယကံနဲ့မကောင်းမှုအကုသိုလ်မပြုဘူးဆိုလို့ရှိရင်ကာယကံနဲ့မကောင်းတဲ့အကုသိုလ်ဖြစ်ပါဦးလားမဖြစ်တော့ဘူးနောက်တစ်ခါဝစီကံနဲ့ဒီလိုအကုသိုလ်ပြောဆိုဆက်ဆံတဲ့မကောင်းတဲ့အကုသိုလ်တွေကြံတဲ့စကားပြောဆိုပြီးမပြောဘူးဆိုလို့ရှိရင်ဝစီကံနဲ့အကုသိုလ်ဖြစ်ပါဦးလားနောက်တစ်ခါမနောကံနဲ့မိမိရဲ့စိတ်ထဲမှာသူတို့ဘာကိုမကောင်းကြံစည်မှုတွေသူတို့ဘာပေါ်မှာအပြည့်ပြောပြီးတော့သူတို့ဘာကိုအမျိုးမျိုးမကောင်းမြတ်တာတွေပို့နေကြတယ်ကျင့်စဲနေတယ်ဆိုတဲ့မကောင်းတဲ့အကုသိုလ်တွေကိုယ်စိတ်ထဲမှာလုံးလုံးမကြံစီဘူးဆိုလို့ရှိရင်အဲ့ဒီလိုကောင်းမှုကုသိုလ်တွေကိုပြစ်ဒဏ်ပွားများပြီးတော့ဘုရားဘာသာတရားပေါ်မှာပွားများနေတယ်ဆိုလို့ရှိရင်စိတ်နဲ့ပြုမဲ့မကောင်းတဲ့အကုသိုလ်တွေဖြစ်ပါဦးလားဒါဆိုလို့ရှိရင်ကာယကံဝစီကံမနောကံထိန်းသိမ်းပြီးတာဖြစ်နေဘူးလားဖြစ်နေတယ်အဲ့ဒီအတွက်ပတ်စံတွေကိုရတာဟုတ်ဘူးနော်အဲ့တော့အဲ့ဒီလိုမိမိတို့စိတ်ထဲမှာကာယကံနဲ့ပြုတဲ့မကောင်းမှုငါတို့ရှောင်ဝစီကံနဲ့ပြုတဲ့မကောင်းမှုကိုရှောင်မယ်မနောကံနဲ့ပြုတဲ့မကောင်းမှုကိုငါတို့ရှောင်မယ်ဆိုရင်အဲ့ဒီလူရဲ့စိတ်ထဲမှာသူတို့ကဘောမှာစေရုပ်စိတ်မှာမရှိတဲ့အတွက်စိတ်ထဲမှာအေးချမ်းမှုမရနိုင်ဘူးလားအဲ့ဒီစိတ်ရဲ့အေးချမ်းမှုရတာဒီအဲ့ဒီမျက်နှာမှာလာပြီးတော့မထင်ဟနိုင်ဘူးလားထင်ဟနိုင်တယ်သူတို့ဒေါသတွေကနေဖြစ်လာတဲ့အခါမှာသူတို့ကမထင်တဲ့အခါမှာဟုတ်လားမျက်နှာအတွင်းကစိတ်ကနေသူတို့ကဒေါသတွေဖြစ်အောင်ဘယ်လိုခိုင်းလဲဒီကောင်ရဲ့လူတယောက်ကိုချစ်တယ်ဆိုလို့ရှိရင်သူ့ရဲ့ကောင်းတဲ့အကျိုးတရားတွေလိုက်ပြီးတော့တွေးကြအောင်လားသူတို့ဘာပေါ်မှာမချစ်တတ်တော့ဘူးဆိုလို့ရှိရင်မတွေးလဲသူ့ရဲ့အဖြစ်တွေလိုက်မတွေးဘူးလားဘာဖြစ်အောင်တွေးလဲဒေါသဖြစ်အောင်ဒေါသတွေစုံဆော်ပေးတာမဟုတ်ဘူးလားအဲ့တော့လူတယောက်ကိုအကောင်းမြင်စေလို့အကောင်းမြင်စေမရှိဘူးလားဒီလူဘလောက်ပဲစိုးနေကိုကသူ့ပေါ်ကောင်းတဲ့စိတ်နဲ့တွေးနေအဲ့ဒီလိုမကောင်းတာတွေသူ့ပေါ်မှာအပြစ်တွေဖြစ်ပါဦးလားဖြစ်နိုင်တော့ဘူးနော်အဲ့တော့မလို့ကိုကကုသိုလ်လိုချင်လားအကုသိုလ်လိုချင်လားကိုယ်စိတ်ပေါ်မှာလူတည်တယ်ဟုတ်လားကုသိုလ်လိုချင်ရင်မလုပ်ရပါလဲကုသိုလ်စိတ်တွေးလိုက်အကုသိုလ်လိုချင်တော့အကုသိုလ်စိတ်တွေးရုံပဲပေါ့ဟုတ်လားဒါကြောင့်မလို့ကိုကဒေါသတရားတွေဖြစ်လာတဲ့အခါမှာဒေါသသူ့ပေါ်ကိုကမချင်တဲ့စိတ်တွေနှိုးဆော်ပြီးတဲ့အခါမှာမျက်နှာအတွင်းမှာမလေးလာတယ်နေရလာတယ်ဒေါသရဲ့အိတ်တွေထင်ရလာတယ်အဲ့ဒါကမျက်နှာကြီးရဲ့နေရတဲ့ပုံစံမျက်စိတွေနေရလာတယ်နှာခေါင်းတွေဆူလာတယ်ဟုတ်လားမလုပ်ရလဲကိုကသူ့ကိုမချင်တဲ့ဆိုတဲ့အကြောင်းကိုကိုကမျက်နှာမှာပြဟုတ်လားသူ့ကိုငါမချင်တဲ့ဘူးသူကငါ့ကိုဒေါသဖြစ်နေတဲ့ဆိုတဲ့ကိုယ့်ရဲ့မချင်တဲ့ချက်ကိုသူတို့ကပြလို့မရဘူးလားဒါဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာအေးချမ်းတယ်ဆိုလို့ရှိရင်အဲ့ဒီအေးချမ်းတဲ့စိတ်ကကိုယ့်ရဲ့မျက်နှာမှာလာပြီးတော့အေးချမ်းတဲ့အမူအရာအသွင်ပြင်မထင်ဟနိုင်ဘူးလားဒါဆိုလို့ရှိရင်အဲ့ဒီရဲ့ကိုလေးချင်ထားတဲ့ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အပြုအမူကိုယ့်ရဲ့အပြောဆိုတွေကြောင့်ကိုယ်ကိုယ်တိုင်ဒီအလိုလိုအေးချမ်းလာနိုင်တယ်ဟုတ်လားမကောင်းတဲ့အကုသိုလ်မပြုဘူးဆိုလို့ရှိရင်လောဘတွေဒီဘဝပေါ်မှာမတရားတဲ့လူချင်းတဲ့အကုသိုလ်လောဘတွေဒေါသတွေမောဟမာနတွေကိုယ်စိတ်အေးချမ်းအောင်ကျင့်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီလူဒီဘဝအတွက်စိတ်ချမ်းသာမှုကိုလေ့ကျင့်ပြီးတာဖြစ်သွားနိုင်တယ်ဟုတ်လားလက်ချက်ဖြစ်သွားပြီလေလေ့ကျင့်ပြီးသွားပြီနော်နောက်တစ်ခါ
ဒီကောင်ဘလောက်လို့ကိုယ်စိတ်ထဲမှာကိုယ်ကဘလောက်ပဲလုံနေပါလေကောင်းတာတွေလည်းလုံလို့ကိုယ်စိတ်ထဲမှာအဲ့ဒီလူလုံတဲ့ပြဟာဘာဖြစ်လဲကိုယ်စိတ်ထဲမှာတောင်းဖို့မကြည့်လားဟုတ်လားဘာဖြစ်လို့လဲကိုယ်တိုင်ကသူ့ကောင်မကြည့်ဘူးလို့မကောင်းဘူးလို့စိတ်ကမကောင်းနေတဲ့စိတ်ရှိနေတဲ့အတွက်ဘာဖြစ်နိုင်လဲအကောင်းမြင်စိတ်ရှိနိုင်မှာမလားရှိနိုင်ဘူးဒါဆိုလို့ရှိရင်ဒီလူဘလောက်ပဲဆိုကိုယ်ကိုဘလောက်ပဲရုံမကိုယ်ကိုဘယ်လိုလေးမကောင်းတာကြံစီကိုယ့်ရဲ့အကောင်းမြင်စိတ်လေးကသူ့ပေါ်မှာသူဒါလေးမကောင်းတာတွေဘလောက်ပဲဆိုသူကောင်းတာလေးတွေကိုသူကလိုက်ပြီးတော့ဒါလေးကြီးကောင်းတာမလားဆိုပြီးတော့ကိုယ့်ရဲ့အကောင်းမြင်စိတ်လေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကိုယ်စိတ်ထဲအေးချမ်းဘူးလားအေးချမ်းပါဘူးကုသိုလ်ကောင်းမှုကုသိုလ်ကောင်းပေါ်မှာဆေးရုံစိတ်မှာမဖြစ်တဲ့အတွက်ကုသိုလ်ကောင်းမှုမရနိုင်ဘူးလားရနိုင်တယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အမြင်ကသူတစ်ပါးကိုမြင်တဲ့အမြင်မှာအကောင်းမြင်တဲ့ကုသိုလ်နဲ့ကုသိုလ်ကောင်းမှုပြုလို့မရနိုင်ဘူးလားရနိုင်တယ်ဘယ်ချက်ရှိပါလဲအားချက်ရှိပါပြီနောက်တစ်ခါနေရာထိုင်တဲ့အလူဘာလူလဲနေရာထိုင်တဲ့အလူမိမိတို့ရဲ့ဒီသွားတဲ့အခါမှာကိုရရှိထားတဲ့အာဘမှာပဲဖြစ်ဖြစ်ယထာဘမှာပဲဖြစ်ဖြစ်နော်လမ်းသွားရင်းနဲ့လမ်းကြီးလေးမှာပဲဖြစ်ဖြစ်နော်ကိုရထားတဲ့နေရာလေးကိုသူများကိုနေရာပေးလိုက်ခြင်းအားဖြင့်နေရာထိုင်တဲ့အလူမရနိုင်ဘူးလားရနိုင်ပါဗျာအခုကာဘောမှာလေကိုကခိုင်ရတာလေခိုင်ရတာကကိုယ့်ရဲ့အသက်ကြီးတဲ့လူပဲဖြစ်ဖြစ်နော်ကိုယ်ကိုယ်လည်းဖြစ်ဖြစ်မကြမ်းပါတဲ့လူပဲဖြစ်ဖြစ်အဲ့ဒီလိုကာဘောမှာတက်လာတဲ့အခါဉာဏ်တန်ခါပဲဖြစ်ဖြစ်ကလေးပြင်းပဲဖြစ်ဖြစ်ကိုထိုင်တဲ့နေရာကိုကိုကမထိုင်တဲ့သူကကိုဦးစားပေးပြီးတော့ထိုင်ခိုင်းလိုက်ရင်နေရာပေးလိုက်ရင်ကုသိုလ်ကောင်းမှုပြုရမရဘူးလားမှန်ပါဗျာဒါဆိုလို့ရှိရင်အဲ့ဒီကကိုယ်ကပတ်စံကိုရလားမှန်ပါဗျာဟုတ်ကုသိုလ်လို့မရဘူးလားမှန်ပါဗျာကိုရရှိထားတဲ့နေရာလေးကိုသူများကိုနေပါစေထိုင်ပါစေဆိုကိုကဦးစားပေးပြီးတော့နေရာပေးလိုက်တဲ့အတွက်ပို့ပြီးတော့စိတ်ထဲမှာကြည်နူးမှုမရနိုင်ဘူးလားမှန်ပါဗျာကုသိုလ်စိတ်ကောင်းဖြစ်နိုင်ဘူးလားမှန်ပါဗျာပတ်စံရောရလားဟုတ်ဒါဆိုလို့ရှိရင်ဒီကုသိုလ်ကောင်းမှုကလူတိုင်းလို့မရနိုင်ဘူးလားနေရာတိုင်းလို့မရနိုင်ဘူးလားကျန်တော်ပြောတဲ့ဒုက္ခကမှလေးတွားရင်းလာရင်လမ်းကြီးလေးမှာနေရာတယောက်နဲ့တယောက်ရှောင်အောင်နေရာကြီးလေးမှာတော့ပဲကိုသွားရတဲ့လမ်းကြီးကိုကိုယ့်အတွက်ဦးစားမပေးတဲ့သူကကိုနေရာလေးပြင်ပေးလိုက်တာနဲ့လေတော်လိုက်တာဆိုပြီးတော့သူကရဲ့နော်ကိုယ့်နေရာကိုကနေရာပေးတဲ့နေရာပေးရခံရတဲ့ဒီရဲ့စိတ်ထဲမှာတော်လိုက်တာဆိုတော့အေးချမ်းမှုတွေရမှာမဟုတ်လားကိုယ်ကလည်းသူကကိုကူညီရဲ့အတွက်ကိုယ်မောင်စိတ်ချမ်းသာဘူးလားဘာမှမဟုတ်လို့တော့ဘာလဲညာသွားရဲ့နေရာကြီးလေးသူလည်းပဲငါလည်းမပဲဘူးဆိုလို့ရှိရင်ကြောင်းတဲ့နေရာခိုင်းတဲ့ဘောဓာကြီးအာဟုကိုဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်အဲ့တော့မိမိရရှိထားတဲ့ဒီသွားရင်ပဲဖြစ်ဖြစ်ညာသွားရင်ပဲဖြစ်ဖြစ်နေရာလေးတွေကိုလူရဲ့ဘယ်လိုပဲလဲသူကကိုဦးစားပေးပြီးတော့ကိုကနေရာပေးမယ်ဆိုလို့ရှိရင်နေရာထိုင်နေလေးတွေထည့်ပေးမယ်ဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ကောင်းမှုတော့လူတိုင်းလို့မရနိုင်ဘူးလားရနိုင်တယ်ဒါကြောင့်မလို့အဲ့ဒီကုသိုလ်ကောင်းမှုကိုလုံချင်ရပြီးသူကမှအကျိုးမရှိနိုင်ဘူးလားဒီနေ့မှာအကျိုးရှိနိုင်ဘူးလားရှိနိုင်တယ်လည်းချက်ရှိသွားပြီလားနောက်ချက်ရှိသွားပြီနောက်တစ်ခါနာကခေါ်တဲ့ချက်ကအိန္ဒိယအလူဘာသာလူလဲအိန္ဒိယအလူကဲကိုအိမ်မှာရဟန္တာမာရီပြိပိတယ်ဆွမ်းကြတယ်နောက်တစ်ခါအဲ့ဒီလာမယ်နေရာတိုင်းတွေပြမယ်စောင်းတွေခင်းပြမယ်ဟုတ်လားနေရာတိုင်းတွေပြပြမယ်ဆိုလို့ရှိရင်ကိုအိမ်ကိုလာတဲ့အဲ့ဒီကိုစိတ်ချမ်းသာအောင်ကိုကနေရာတွေခင်းပြမယ်နော်အစားအစာရရဝရဥစ္စာတွေလုပ်ပြီးတဲ့အဲ့ဒီမှာကိုကကုသိုလ်ကောင်းမှုမရနိုင်ဘူးလားတို့တကားကတော့ကိုယ့်ရဲ့အိမ်လာတဲ့အဲ့ဒီကိုစိတ်ချမ်းသာအောင်ပျော်ရွှင်အောင်လူတွေနဲ့မရှိစောက်ရှောက်တာဒီကုသိုလ်လုပ်တာရောမဟုတ်ဘူးလားဟုတ်ပါဗျာအဲ့တော့ကိုရရှိတဲ့အခွင့်အရေးကိုနားတဲ့အဲ့ဒီကိုနားတဲ့ရဟန္တာမာရီကြွလာတဲ့ရဟန္တာမာရီကိုနေရာလေးတွေနဲ့စွမ်းရည်ပြုမယ်စသဖြင့်မိမိတို့ပြုလုပ်တဲ့ခြင်းအားဖြင့်ကုသိုလ်ကောင်းမှုဒီအလိုလိုမရနိုင်ဘူးလားမှန်ပါဗျာကြုံကြိုက်လို့လုပ်တဲ့ကုသိုလ်ကောင်းမှုဒီဘဝရရပုံခန်းကြအောင်ရှိရလားရှိပါဘူးမရှိဘူးဒါဆိုလို့ရှိရင်ပတ်စံမပုံမဲနဲ့တော့အဲ့ဒီကုသိုလ်ကောင်းမှုကိုပြုလို့မရနိုင်ဘူးလားရနိုင်တယ်ဘယ်ချက်ရှိပါလို့လဲအဲ့တော့
ကိုမနာလိုစိတ်တွေတော့ကိုပေါ်မှာရုံမာတဲ့စိတ်တွေသူများကကိုကစိတ်ကောင်းနှလုံးကောင်းရှိခဲ့တယ်သူများကကိုရံပူကြပါမလားဒါဆိုလို့ရှိရင်အဲ့ဒီဖြစ်မဲ့မကောင်းတဲ့အကုသိုလ်ကိုခံစားရပါမလားခံစားရမှာတို့တကားပါလေအဲ့ဒီကုသိုလ်ကောင်းမှုကနေတိုင်းနေတိုင်းပြုကြည့်လို့မရနိုင်ဘူးလားပတ်စံတော်ရလားအဲ့ဒီကုသိုလ်ကောင်းမှုကိုပြုခြင်းအပြင်မိမိတို့ရဲ့စိတ်ဓာတ်တွေအမြဲတမ်းပြုပြင်ပြီးတာဖြစ်မနေဘူးလားဖြစ်ပါဘူးဒီလိုတို့တကားပါလေကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာတူနိုင်ရအောင်ကိုယ်မှာစားစရာတောက်စရာမရှိရင်ဒီလိုစီတူဖို့တန်းဖို့ကတော့ရှိပြီးသားပဲနော်တူဖို့တန်းဖို့ဒီနေ့ကတော့မစားရရင်ဒီလိုစီကုသိုလ်ကောင်းမှုပြုဖို့ရဘုံမလေးကြအောင်နော်ဒါပေမဲ့လို့မိမိတို့ရဲ့စိတ်ထဲမှာဒေါသတွေလောဘတွေမာနတွေမိမိတို့ပယ်တတ်ဖို့မိမနေကြဘူးလားမိနေကြတယ်အဲ့တော့ကုသိုလ်ကောင်းမှုအခုချိန်မှာကုသိုလ်ကောင်းမှုပြုနေနေတယ်လို့ဒီချိန်မှာခန္ဓာလေးရဲ့ကုသိုလ်ကောင်းမှုကိုစိတ်ထဲမှာညှိညက်နေတယ်လို့ခန္ဓာနေလူနဲ့ကိုယ်နဲ့အစင်မပြေတာတွေ့ရင်ဒေါသတွေဖြစ်လိုက်ဟုတ်လားရံပြလိုက်ရံချလိုက်တားလိုက်ကြမဖြစ်ကြဘူးလားဖြစ်ကြတယ်အဲ့တော့ခန္ဓာကဒီကုသိုလ်ကောင်းမှုခန္ဓာမျိုးကိုမိမိတို့ကိုယ်တိုင်တကယ်ကြည့်နေကြမယ်ဆိုလို့ရှိရင်မကောင်းမှုဆိုတာသိတဲ့အတွက်ရံဖြစ်ဖို့ပေါ့ဝန်လေးမသွားနိုင်ဘူးလားကိုယ်တော်ကမကောင်းတဲ့အပြောအဆိုတွေအကြံစီတွေပြောဖို့ပေါ့ဝန်လေးမသွားနိုင်ဘူးလားအဲဆိုလို့ရှိရင်အဲ့ဒီအတွက်အာဟုတို့တွေဆိုးကျိုးတွေရရှိနိုင်ပါဘူးလားတို့တော်ဘာတွေကိုယ်စိတ်ထဲမှာညှိညက်သွားပြီးအေးချမ်းသွားပြီဆိုတာနဲ့ကိုယ်စိတ်ကိုပြုပြီးပြီးသားရမှာပါဘူးလားစိတ်ထောင်းတော့ကိုကြီးစိတ်တူတော့ကိုတို့တို့တော်ဘာတွေစိတ်ဆင်းရဲကြတယ်များများတွေးရတယ်အဲ့ဒီဒီစားတော့အိပ်ပြောပါမလားဘယ်သူကနေဆက်တာလဲဒါဆိုလို့ရှိရင်တို့တော်ဘာတွေအဲ့ဒီမကောင်းတဲ့အာဟုတို့ကိုပြီးတဲ့စိတ်မကောင်းတဲ့အတွေးတွေကိုဆက်တွေးနေမကောင်းတာပွားများရင်မခံစားရမလဲမကောင်းတာပဲခံစားရမယ်မေတ္တာပွားရင်ဘာရမလဲမေတ္တာအကျိုးတွေမရဘူးလားစိတ်ဆင်းရဲကြတယ်အစင်မပြေကြတယ်တွေးရင်ဘာရမလဲပြေပါမလားစိတ်ဆင်းရဲကြပြေနိုင်ဘူးနော်အဲကြောင့်မို့မိမိတို့ကိုယ်တိုင်တကယ်ချမ်းသာတယ်ဆိုရင်ဘာလို့ရမလဲစိတ်ချမ်းသာစရာတွေကိုလိုရဘူးလားစိတ်ချမ်းသာအောင်နေနိုင်ဖို့လိုရဘူးလားလိုရတယ်အဲ့တော့လူတိုင်းဒီလောကရန်တရားရှင်ပါမရှိဘူးလားလောကရန်တရားရှင်ပါဆိုတာသူတယောက်ကိုတယောက်သူပဲခံစားရတာသူပဲခံစားရတယ်လို့ရှိတာလောကရန်တရားဒီလောကမှာဖြစ်နေတဲ့ဝိညာဉ်ဒုက္ခိတဒုက္ခိတတတ္တဝါတွေအကုန်လုံးမဖြစ်ရမလဲခံစားကြရမှာဦးဇင်းတို့ဘုန်းကြီးတွေပဲလောကရန်တရားနဲ့တွေ့ကြရမှာပဲဆင်းရဲလိုက်ချမ်းသာလိုက်ကြော်လိုက်ပြင်းလိုက်ဟုတ်လားမဖြစ်ကြဘူးလားအဲ့တော့ဒီလောကရန်တရားဒီကိုမောင်နှမဖြစ်တော်၎င်းမိဘကိစ္စဖြစ်တော်၎င်းတွေ့ကြရမယ့်လောကရန်တရားကိုမိမိတို့ကငါပြောက်ပဲခံစားရတာမလားဆိုပြီးတော့ကိုမှဖြစ်နေတဲ့ဆင်းရဲဒုက္ခကိုကိုကအဲ့ဒီဟာကိုအမြဲတမ်းတွေးနေရင်ချမ်းသာမှာဆင်းရဲမလားဆင်းရဲပါဘူးဒါဆိုလို့ရှိရင်ဒီဆင်းရဲတဲ့အကြောင်းတရားကိုဆက်တွေးနေစိတ်ပို့ပြီးတော့ဆင်းရဲနေဆိုတော့ကိုယ့်အတွက်မထူးတဲ့စိတ်ဆင်းရဲတရားကိုမတွေးဘဲနဲ့စိတ်ချမ်းသာတာကိုပြန်ရှာတွေးမယ်ဆိုရင်ကိုယ့်အတွက်အကျိုးမရှိနိုင်လားဟုတ်လားအဲ့တော့ကိုကတော့စိတ်ဆင်းရဲတရားပြီးလူတိုင်းမှာဖြစ်နေတယ်စိတ်ဆင်းရဲတရားကိုမတွေးဘူးစိတ်ချမ်းသာတရားကိုတွေးမယ်ဆိုရင်ကိုယ့်အတွက်ကောင်းကျိုးမဖြစ်နိုင်ဘူးလားစိတ်ဆင်းရဲတရားကိုတွေးရင်မိဘနဲ့အစင်မပြေတာသားသမီးနဲ့အစင်မပြေတာအိမ်တော်ကြီးအစင်မပြေတာဒါတွေကိုအမြဲတမ်းတွေးနေတယ်ဆိုလို့ရှိရင်အဲ့ဒီဆင်းရဲဒုက္ခဒီကိုယ့်အတွက်တွေးလေအစင်ပြေနိုင်ပါမလားဟုတ်လားဆင်းရဲခြင်းကိုတွေးရင်မရမလဲဆင်းရဲတရားတွေမရနိုင်ဘူးလားကိုကဘာလို့ချင်တာလဲချမ်းသာတာကိုလိုချင်တာချမ်းသာတာကိုလိုချင်တာချမ်းသာတာကိုမတွေးဘဲနဲ့ဆင်းရဲတဲ့အကြောင်းတရားတွေကိုတွေးရင်မရမှာလဲဒါဆိုလို့ရှိရင်ဘာလို့ပြန်ပြီးတော့တွေးရမှာလဲချမ်းသာတာကိုလိုချင်ရင်ချမ်းသာတဲ့အကျိုးကိုတွေးဖို့မလိုရဘူးလားလိုရတယ်ကဲဒါကြောင့်မလို့မကောင်းတဲ့စိတ်ဆင်းရဲစရာတွေကိုတော့သားသမီးရဲ့အစင်မပြေတာတွေမိဘနဲ့အစင်မပြေဒီကိုမောင်တို့အစင်နဲ့ပေါင်းချင်တဲ့အစင်မပြေတာတွေစိတ်ဆင်းရဲစရာတွေကိုကိုကအဲ့ဒီအစင်မပြေတာကြီးကိုထိုင်မတွေးပဲနဲ့လူတိုင်းပေါ်မှာမေတ္တာစေတနာထားပြီးတော့ကော
ကောင်းတဲ့အကြံစီနဲ့ကောင်းတဲ့အတွေးလေးတွေပဲစိတ်ချမ်းသာစရာလေးတွေရှာတွေ့မယ်ဆိုလို့ရှိရင်အဲ့ဒီလောကဓာတ်တရားကိုကျော်လွှားဖို့နော်ဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါဗျာအဲ့တော့လောကမှာလူတိုင်းစိတ်ဒုက္ခရောက်စရာတွေတောကရောက်စရာတွေတွေ့ကြုံတဲ့အခါမှာကိုယ်မှာခံနိုင်ရင်မရှိတဲ့အခါမှာဘဝကိုအရှုံးပေးသွားတဲ့လူတွေမရှိရဘူးလားရှိပါဗျာဒါဆိုကိုယ်ရလာတဲ့လူဘဝကဘာလဲရဖို့မခဲရင်ဘူးလားခဲရင်နေအဲ့တော့ဒီရလာတဲ့လူဘဝကိုခဲရင်တဲ့လူဘဝကိုကိုကဒီလူတိုင်းတွေ့ကြုံရမယ့်လောကဓာတ်နဲ့တွေ့ကြုံရမယ့်သဘောတရားတွေကိုလူတိုင်းကမင်းဆိုင်နိုင်မဲ့အရှုံးပေးသွားပြီဆိုရင်ကိုယ်တွေအကျိုးရှိပါမလားရှိပါဘူး။အဲဆိုလို့ချင်းဒီဘဝမှာဒီလိုလုပ်လိုက်တဲ့အတွက်နောက်ဘဝမှာပြည်လေတရားအကြောင်းရှိပါမလားရှိပါပါဗျာ။အဲ့တော့လောကမှာလူတိုင်းဒါတွေ့ကြုံရမယ်လောကဓာတ်တရားတဘာဝတရားသဘောတရားတွေပဲဆိုတာမိမိတို့ကအမှတ်ယူထားမယ်ဆိုလို့ရှိရင်ဒီဆင်းရဲဒုက္ခတွေဘာကြောင့်လဲဖြစ်နေတာမို့လူတိုင်းဖြစ်နေတာလို့တွေးလိုက်တာနဲ့စိတ်ဆင်းရဲကြပြပြောင်းသွားတယ်လားစိတ်ဆင်းရဲကြရောထိုင်ပြီးတော့ပွားများနေဖို့လိုအပ်လားကိုကစိတ်ချမ်းသာနေတာလားစိတ်ဆင်းရဲခြင်းလားစိတ်ချမ်းသာခြင်းလည်းဆိုရင်စိတ်ဆင်းရဲကြပြေဖို့လိုအပ်ပါမလားလိုအပ်ဘူးအဲ့တော့ရှင်းပြောမယ်ဆိုရင်မေတ္တာပွားရင်မေတ္တာရမယ်ဟုတ်လားစိတ်ဆင်းရဲကြဆောင်းနေတယ်ဆိုရင်စိတ်ဆင်းရဲကြတွေရရှိနေတယ်တောကတွေခံစားရနေတယ်ကိုယ်ဆိုးလာနေတယ်ဟုတ်လားဒါကြောင့်မလို့စိတ်ထောင်းတော့ကိုကြည့်စိတ်อยู่တော့ကိုစိတ်ထဲမှာဘလောက်ပဲဒုက္ခတွေများကိုကအမြဲတမ်းအေးချမ်းတဲ့စိတ်ကိုတွေးပြီးတော့အေးချမ်းတဲ့တရားအေးချမ်းတဲ့မေတ္တာနဲ့ပွားများနေတယ်ဆိုရင်ကိုယ့်အတွက်အကျိုးမရှိနိုင်ဘူးလားစိတ်ထဲမှာအေးချမ်းတဲ့အဲ့ဒီအေးချမ်းတဲ့အပြင်ကမိမိရဲ့ရုပ်ကိုလှပစေလိမ့်မယ်အေးချမ်းစေလိမ့်မယ်လုံးပြောရှင်စေလိမ့်မယ်အခုနကကိုယ့်ရဲ့စိတ်မှာနော်သူတို့ကပေါ်မှာစိတ်ကြီးစရာတွေအမြဲတမ်းပွားများနေတဲ့လူတွေတော့မျက်နှာကြီးပေါင်းပုတ်ပြီးတော့အမြဲတမ်းစိတ်မချမ်းသာတဲ့မျက်နှာကြီးတွေမတွေ့ဘူးလားအဲ့တော့အဲ့ဒီစိတ်ဆင်းရဲစရာကြောင့်မစားနိုင်မတောက်နိုင်မအိပ်နိုင်အဲ့ဒီလူတပါဘူးလားမလာနိုင်တော့ဘူးအားလုံးဘုရားတော်တွေမလာချင်ဘူးလားလာချင်တယ်ဆိုရင်စိတ်ကိုတည်ဖို့မလိုအပ်ဘူးလားမလိုအပ်ဘူးခန္ဓာကဒါနကုသိုလ်ကောင်းမှုခန္ဓာမျိုးကိုလည်းအမြဲတမ်းမိမိတို့ပြုလုပ်နေဆိုလို့ရှိရင်အလိုလိုအလားတရားတွေကိုပြုပြင်ပြီးသားမရနိုင်ဘူးလားရနိုင်တယ်ခန္ဓာကပဲလိုက်ရအောင်လေဒါနကုသိုလ်ခန္ဓာပြုပြီးသွားပြီနော်အဲ့တော့ခန္ဓာကမဂ္ဂဘုံတလေးဒုရကမရောက်ပါနဲ့အဲ့ဒီရောက်ပါလေဘာပြုလို့လဲတရားကိုကြည်ညိုတဲ့စိတ်လေးနဲ့ပြုတဲ့ကုသိုလ်ကောင်းမှုဒါနကုသိုလ်သူ့ဘာပတ်သက်တဲ့ပြုတဲ့ဒါနကုသိုလ်ကောင်းမှုမရှိဘူးအခုတို့တရားဓမ္မတွေတို့တရားဓမ္မတွေတော့ကထိန်နေနေလူဒန်းတာတွေနောက်တစ်ခါပညာဒါနရံပုံတွေစသဖြင့်အခုဆိုလို့ရှိရင်မိတို့ကထိန်ယူတဲ့ကုသိုလ်ကောင်းမှုတွေရတယ်နောက်တစ်ခါဒီပညာဒါနရံပုံတွေပြုလုပ်တဲ့အတွက်ကြောင့်ပညာဒါနပြုလုပ်ရမရဘူးလားနောက်တစ်ခါမိမိတို့တော့စောင့်တော့ပဲဆွမ်းခဲဝေယူနေတဲ့အတွက်ကြောင့်အဲ့ဒီကုသိုလ်ကောင်းမှုတွေမရဘူးလားတရားဓမ္မတွေနာကြားပြီးတော့ကုသိုလ်ကောင်းမှုတွေမိမိတို့အများကြီးရှိတဲ့အတွက်ကြောင့်အဲ့ဒီကုသိုလ်ကောင်းမှုတွေမိမိတို့အတွက်ကောင်းကျိုးတရားတွေမရနိုင်ဘူးလားရနိုင်တယ်ခေါဏကတော့ကိုကဒါနကုသိုလ်ကောင်းမှုတွေပြုတယ်ဒီကကုသိုလ်ကောင်းမှုတွေပြုတယ်ဒါပေမဲ့စိတ်ကိုမပြုပြင်ဘူးဆိုလို့ရှိရင်လည်းအဲ့ဒီကိုအေးချမ်းဖို့မရနိုင်ဘူးနော်ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ကိုလည်းအေးချမ်းအောင်ပြုပြင်ဖို့လိုလားရတယ်ဒါနလည်းပြုသီလလည်းစောင့်ပြီးကိုယ်စိတ်ကိုအေးချမ်းအောင်လည်းအမြဲတမ်းပွားများနေရဟုတ်လားအဲ့တော့ခဏကဒီမြတ်စွာဘုရားကိုပြုမြင်တဲ့စိတ်လေးနဲ့လက်တည်ရောက်သွားတယ်ခဏကမဟာကုဏ္ဏလိကံသာအဲ့တော့ကြံခဲ့တဲ့သူ့ရဲ့အဖေကဘာဖြစ်လဲဆိုလို့ရှိရင်သူ့ရဲ့သားလေးကိုချစ်တဲ့စိတ်နဲ့ခဏကမဟာကုဏ္ဏလိပြုခံထားတဲ့ပညာရေးမှာအမြဲတမ်းပေါင်းပါမှုငိုနေတဲ့အခါကျတော့ကိုယ်စီပေါ်ကကိုယ်ရောက်နေတယ်သတိတံဝေကလည်းမရနိုင်ဒါနဲ့လက်ပြီးရောက်သွားတဲ့ခဏကမဟာကုဏ္ဏလိကံသာကနေပြီးတော့သူ့ရဲ့အဖေရဲ့အဖြစ်ကိုကြည့်ပြီးတော့စိတ်ရဲ့မချမ်းသာဒီတိုင်းတော့ထားလို့မရတော့ဘူးသတိတံဝေကရအောင်လားသတိပေးမှဖြစ်တော့မယ်ဆိုပြီးတော့လူပြည်ကိုဆင်းပြီးတော့သူနဲ့မကန်းတဲ့နေရာမှာအခဏကလူဘဝမှာရှိခဲ့တဲ့မဟာကုဏ္ဏရဲ့အမင်းကြီးအသက်အရွယ်ပုံစံတူကိုဖန်တီးပြီးတော့
သူတယောက်နဲ့မိုးထွေးနေတဲ့နေရာမှာသူတယောက်နဲ့ဦးဆွေးတော့ကရောက်နေတဲ့နေရာမှာသူ့ရဲ့ပြန်ခဲ့ဖြစ်တဲ့ခန္ဓာကဘလို့သားကလာပြီးတော့မိုးတဲ့အခါမှာသူ့ရဲ့အာရုံကကလေးရှင်ရောက်တော့ဘလို့သားရှင်ရောက်တော့အဲ့တော့သူအမိုးတိတ်ကဟိုဦးမိုးတာကိုခဏရက်ပြီးတော့သူ့ရဲ့ဦးဆွေးတော့ကလည်းခဏရက်ပြီးတော့ခန္ဓာကဘလို့သားရှင်နာတာအတူနာစင်းသားနဲ့နာတာနာစင်းသားနဲ့ဘလို့သားရှင်သွားပြီးတော့မေးဒါနဲ့နေရာဘယ်အတွက်ကြောင့်ဒါတော့အချင်းမဆက်ဘူကျွေးပူဆွေးနေရတာလေအဲ့တော့ပုံနာကအဲ့ဒီလိုကောင်းပြီးတဲ့အခါကျတော့ခဏကဘလို့သားကဘာပြန်ပြောလဲဆိုအဘရဲ့တဲ့ကျွန်တော်မှာအင်မတန်အဖိုးနဲ့ကထိုက်တယ်နဲ့ရွှေလဲပြီးရထားပါလေရွှေလဲပြီးတော့ရတာလေအဲ့ဒီအတွက်ရွှေလဲရတာလေအဲ့ဒီရွှေလဲရှိနေတယ်လို့အဲ့ဒီလဲမှာတက်ဖို့အတွက်လဲပြီးရလိုနေတယ်ဘာလိုနေတာလဲလဲပြီးလိုနေတယ်ရွှေလဲတော့ရှိအဲ့ဒီလဲသွားဖို့အတွက်ဘီးမရှိတဲ့ရပါမလားမရနိုင်ဘူးအဲ့တော့အဲ့ဒီလဲပြီးကိုလဲကိုကျွန်တော်တို့ရွှေလဲတော့ရှိတယ်အဲ့ဒီလဲမှာအသုံးပြုဖို့အတွက်လဲပြီးကမရှိတဲ့အတွက်လဲပြီးရဖို့အတွက်ကျွန်တော်မှာပူဆွေးတော့ကမှုတွေဖြစ်နေရပါတယ်ဘာဖြစ်လို့လဲလဲပြီးရှိလို့ဒါနဲ့ဒါဆိုလို့ရှိရင်ပြင်အားလုံးနဲ့ဒါရဲ့အဲ့လောက်နဲ့ပူဆွေးနေမှာတင်လို့ရှိတဲ့လဲပြီးကိုတော့အမျိုးသားကိုတော့ဘာမှရှိတော့ရှိတဲ့ဥစ္စာကိုကားတယ်အကုန်လုံးရကြရမှာဖြစ်စေရမယ်စိတ်နဲ့ပြီးလိုချင်တာရှင်နဲ့ပြီးလိုချင်တာဗရဏန်းနဲ့ပြီးလိုချင်တာလိုချင်တဲ့လဲပြီးအမျိုးသားကိုသာပြောအမလုပ်နေတယ်ဟုတ်လားဒါနဲ့ပဲဘာသာကောင်းတဲ့လူသားကပြန်ပြီးတော့ပြောတယ်အဘရဲ့ကျွန်တော်ကအဲ့ဒီလိုရွှေလဲပြီးလည်းမလိုချင်ဘူးစိတ်လဲပြီးလည်းမလိုချင်ဘူးဗရဏန်းလဲပြီးလည်းဗရဏန်းတွေနဲ့လှုပ်ထားတဲ့လဲပြီးလည်းမလိုချင်ဘူးတားလိုချင်တဲ့လဲပြီးကကိုယ်ကောင်းနေမှာရှိတဲ့နားနဲ့လေးကိုလဲပြီးအပြင်အသုံးပြုချင်ပါလေဒါကိုတောင်းတာလေနားနဲ့လေးယူလို့ရပါမလားမရနိုင်ဘူးဒါဆိုရင်အဲ့ဒီမပါဘူးလားကိုယ်ကောင်းနေမှာရှိတဲ့နားနဲ့လေးကိုလဲပြီးမှအသုံးပြုဖို့အတွက်တောင်းတာအဲ့ဒီလဲပြီးကိုမရတဲ့ကျွန်တော်ကလိုချင်ရနေရပါလေကျွန်တော်လဲပြီးမှတက်ဖို့ပဲအဲ့ဒီနားနဲ့လေးကိုလိုချင်ပါလေမရတဲ့အတွက်ကျွန်တော်ကပူဆွေးလိုချင်နေရပါလေအဲ့ဒီလိုပြောတဲ့အခါကျတော့ခဏကမနာဘူးလေအာရိယပုဂ္ဂကဘုရားကနေပြီးတော့ဒုလေတရားတင်မိုက်တာပဲဒါမဖြစ်နိုင်တဲ့အရာကိုတရားတောင်းတလို့ပူဆွေးနေတော့တင်နာတင်သွားမယ်လုံးဝဖြစ်တာမှမဟုတ်ရနိုင်မှာမဟုတ်ဘူးတင်မိုက်တဲ့ပိုက်တဲ့လူဒီဘာမှရှိပါဦးမလားလူကပြောတာလေဘုရားကြီးကပြောတယ်အဲ့တော့ပြောတဲ့အခါကျတော့ခန္ဓာကဘလို့သားကသူ့အတွက်အကွက်ဝင်ပြီးသူ့ရဲ့ပရိတံတွေကရအောင်ဆိုပြီးတော့ဗာပြန်ပြောတယ်ကျွန်တော်ကတော့ဒီလဲပြီးအတွက်နော်နားနဲ့လေးကိုမရလို့သူရှိတော့ကရောက်နေရတာဟုတ်ပါပဲဒါပေမဲ့လို့အဘကတော့ဘယ်အတွက်သူရှိတော့ကလိုချင်နေရပါလဲဘယ်သူကမေးတာလဲဘာသာတော်တယ်ဆိုတဲ့နာတာကနော်အဘကဘယ်အတွက်လိုချင်နေရလဲဆိုပြီးတော့နေတဲ့အခါကျတော့အဘနာကဘာသာတော်မှာအာရိယဘုရားကဘုရားကနေတော့ပြန်ပြီးတယ်ငါမှာတဲ့ဒီကလေးချစ်တာဆိုတော့ပူရီတော်သားလေးအဲ့ဒီသားလေးဆုံးမသွားတဲ့အတွက်ပူဆွေးကိုကျွေးနေရတော့ပါဟုတ်လားဘယ်အတွက်ကိုကျွေးနေရလဲသူ့ရဲ့ချစ်တာဆိုတော့ပူရီတော်သားလေးအင်မတန်မှလုံမရေးကြရှိတဲ့ချစ်ခင်ရာကောင်းတဲ့သားလေးဆုံးမသွားလို့သူ့မှာကိုကျွေးပူဆွေးတော်သားလေးရောက်နေရပါလေအဲ့ဒါနဲ့ဒါဆိုလို့ရှိရင်တင်းရဲ့ခန္ဓာကညတာကဘာပြန်ပြောလဲဆိုတင်းရဲ့သားကမြန်မာလေးမြန်မာရှိရလေဘယ်တော့ပြန်လာမှာလဲမိတဲ့အခါမှာကျုပ်ရဲ့သားကပြီးသွားပြီးမြုပ်နှံပလိုက်ပြီးဒါဆိုရင်ဘယ်မှာရှိတယ်ပြဆိုတဲ့အခါကျတော့ပြလို့ရပါမလားမရပါဘူးအဲ့တော့ဘာပြောလဲဆိုလို့ရှိရင်တင်းနဲ့ကျုပ်ကဘယ်သူကပုံမိုက်လဲကျုပ်လိုချင်တဲ့နေပြီးလာပြီးမြင်နေရတယ်ဟုတ်လားမြင်နေရတဲ့အရာကိုကျုပ်ကကန့်တက်ပြီးတော့ငိုကြွေးနေတာတဲ့တင်းလို့ဘာမှမပြည့်ရမမြင်ရဘယ်ရောက်လို့ဘယ်ရောက်မှမသိတဲ့အရာကိုတင်ဟာကန့်တက်ငိုကြွေးနေကြတယ်လို့လည်းဘယ်သူကပို့ပြီးတော့မိုက်တယ်ဟုတ်လားတွေ့နေနေတဲ့အရာကိုကန့်တက်
ခေါနာကအာရိနာဘုရားကအမတ်တရားပြရတော့ဟောငါတော့မိုက်တဲ့လူငါပဲရှိတာပါလားသူကတွေ့နေမြင်နေရတဲ့အရာကိုသူကတောင်းတနေနေတယ်လို့မရနိုင်ဘူးဆိုတာသိနေတယ်လို့ငါလိုဘာမှမသိမတွေ့မမြင်ရတဲ့အရာကိုငါတန်တာသူစုကိုကျွေးနေတာငါတော့မိုက်တဲ့လူသူရှိအောင်ပါလေဆိုပြီးတော့ဂရိတံဝေကရပါတယ်အဲဒီလိုဂရိတံဝေကရပါတဲ့အခါကျတော့ခဏနတ်သားလူတွေသင်ဟာရိုးရိုးလူမဖြစ်နိုင်ဘူးသင်ဟာဘယ်လိုပုဂ္ဂိုလ်လဲဆိုတဲ့အခါကျတော့ခဏကနတ်သားကအကြောင်းကိုပြောပြတယ်ဒီကံကြီးအချိန်မှာမြတ်စွာဘုရားကိုကူညီရတဲ့အတွက်ကြောင့်လက်ဒီကိုလက်ဒီမှာရောက်ပြီးတော့နတ်သားမျက်စိတွေကိုခံစားရတယ်ဆိုတဲ့အကြောင်းကိုရှင်းပြဒါနဲ့အဲ့ဒီနတ်သားကနေပြီးတော့သူ့ရဲ့ဘာတွေပုံသားကိုပြောတယ်မိမိမှာစီးပွားဥစ္စာတွေဒီလောက်ပေါင်းရတဲ့အရာတွေကိုမိမိလူသားကိုပေးရမှုဒါကကုသိုလ်ကောင်းမှုတွေမပြုဘဲနဲ့မိမိစီးပွားဥစ္စာတွေမိမိအကျိုးမရှိဘဲနဲ့ဖြုံးပြီးပြည့်မယ်ဆိုလို့ရှိရင်အလဟတ်ဖြစ်နေတယ်ဒါကြောင့်မို့လို့အားလုံးမိမိရှိမှရှိတဲ့စီးပွားဥစ္စာတွေကိုမြတ်စွာဘုရားနဲ့ဓမ္မယဟန္တာမာတွေကိုလူသားစိတ်ကလူသားဒါနကုသိုလ်ကောင်းမှုတွေသီလကုသိုလ်ကောင်းမှုတွေစောင့်ပြီးမြတ်စွာဘုရားနဲ့ဓမ္မယဟန္တာမာတွေကိုစောင့်ရဝယ်ပြီးပြီးတော့ကဲလူများမှာအကြံပြုတယ်အဲ့ဒီတိုင်းပုံသားတွေကမြတ်စွာဘုရားနဲ့ဓမ္မယဟန္တာမာတွေကိုပြည့်ပြီးတော့ခေါနာကမြတ်စွာဘုရားမှာရှင်ပါလေမြတ်စွာဘုရားရှင်ဒီမှာလည်းမိမိပြီးလို့တဲ့အကြောင်းအရာတွေကိုမေးမြန်းစုံစမ်းပြီးတော့ဆွေးနွေးနိုင်ပါလေအကြံပြုထားတဲ့အတွက်မြတ်စွာဘုရားကိုပြည့်မယ်မြတ်စွာဘုရားရဲ့ဓမ္မယဟန္တာမာတွေကိုဆုံးဆက်ကလူတန်းနဲ့ပြီးလို့ရှိရင်မြတ်စွာဘုရားရှင်ဒီမှာသိကျင်တဲ့အကြောင်းအရာတွေကိုမေးဖို့တွေကိုမေးမယ်မြတ်စွာဘုရားရှင်ကိုတည့်ထားအဲ့ဒီသူ့အိမ်မှာဆုံးနေမြတ်စွာဘုရားရဲ့ဓမ္မယဟန္တာမာတွေကိုဆုံးကတော့လည်းလူတန်းပြီးတဲ့အခါမှာမြတ်စွာဘုရားကိုမေးခြင်းနဲ့မေးခွန်းတွေကိုမေးတယ်။ဘာမေးလဲဆိုလို့ရှိရင်ဘောရကြီးရောဘောမြတ်စွာဘုရားဒီလိုလိုယဟန္တာမာတွေကိုဘာမှမလုပ်ရမယ်နဲ့မပေးရမယ်နဲ့မကြည့်ဘူးပဲနဲ့နတ်ပြည်နဲ့ချမ်းသာကိုရရှိတယ်ဆိုတာရနိုင်ပါမလားဗျာရောက်နိုင်ပါမလားဗျာဟုတ်လားအဲ့လိုပြီးတဲ့အခါကျတော့ဒီကိုယ်တိုင်ပြီးတော့မို့လားသိရတာကဒီမြတ်စွာဘုရားကိုလူတန်းနဲ့နော်ဘုမြော်တဲ့အတွက်နတ်ပြည်နဲ့ချမ်းသာကိုရရှိတာဒီကိုယ်တိုင်သိပြီးလို့လားဆိုပြီးတော့အာလောကတရားနာပရိသတ်တွေကိုသူကမျက်မြင်ဒိဋ္ဌာပြည့်အောင်လက်တွေ့ကြရဖြစ်အောင်ဆိုပြီးတော့နတ်သားကိုရှင်းပြတယ်။ဒါနဲ့အာလောတရားနာပရိသတ်တွေကသူတို့ရဲ့အကြောင်းကိုသိပြီးတော့နော်ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားတွေမြတ်စွာဘုရားရဲ့ကျင့်ကြံတဲ့အချက်တွေအကျိုးတရားတွေကိုသိရှိပြီးတော့သောတာပန်ဖြစ်သွားတယ်။ကောင်းကျိုးတရားတွေအစစ်နဲ့ရရှိခံစားရတယ်။ဒါကြောင့်မို့လို့မြတ်စွာဘုရားကဘာဆက်နိုင်လဲဆိုလို့ရှိရင်မနောဘုရားကမ္မဓမ္မမနောဝိဓမ္မနောမယမနာတာစေတဝရတိယပါရတိဝါကရောတိဝါဒါရဏဒုက္ခဝေဒီစေတဝဝရောပဒနာဓမ္မနာကနာတရားဝမလို့ဒီမနောဘုရားကမ္မဝိညာဏခဏနဲ့ကြာတဲ့ရှင်ကို
တရားတွေထက်တဲ့မှာလိုက်ပြီးတော့ချုံပြီးလေးတယ်ဆိုတာမိမိတို့ကယုံကြည်ထားရမယ်ဟုတ်ပြီလားဒါကြောင့်မိမိတို့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကိုအမြဲတမ်းအမှတ်ရပြီးအမြဲတမ်းပွားများနေတယ်ဆိုလို့ရှိရင်မိမိတို့အတွက်အမြဲတမ်းစိတ်ချမ်းသာမှုကြည်ညိုမှုတွေရရှိနေတယ်ကောင်းကျိုးတရားတွေဖြစ်ထွန်းလိုက်တယ်ဟုတ်ပြီလားဒါကြောင့်မိမိတို့ယနေ့ရက်ကိုပြုလုပ်ကြတဲ့ကုသိုလ်ကောင်းမှုမှာဖြစ်တယ်ဆိုလို့ရှိရင်မိမိတို့တရားဒေသနာကိုလူတဲ့အတွက်ကြောင့်အမှတ်ဒါနကုသိုလ်တွေရမယ်တဏှာဉာဏ်လူတဲ့အတွက်ကြောင့်တဏှာဉာဏ်လူတဲ့အကျိုးအနိမိတ်တွေရမယ်နောက်တစ်ခါပညာဒါနကိုရည်စူးပြီးတော့လေ့လာတဲ့ပညာဒါနကိုရည်စူးပြီးတော့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကြောင့်လည်းပညာဒါနထောက်ကူရရောက်တယ်လူသားရရောက်တယ်ပညာပါရမီဖြည့်ဆည်းရရောက်တယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေဒီမိတို့ရဲ့အကျိုးရည်တွေကြောင့်ပဲဒါကြောင့်အဲ့ဒီကုသိုလ်ကောင်းမှုတွေမိမိတို့ဘဝအတွက်တရားအတွက်အထောက်အကူရနိုင်ပါစေမိမိတို့နေတဲ့စိတ်ထဲမှာဝမ်းမြောက်မှုဒါလေးကိုပြီးတော့မိမိတို့ရဲ့ကုသိုလ်ကောင်းမှုကိုနော်ဒီနေ့ကတရားဒီကိုဆုံးသက်ရအောင်ဘောရောမောကေမောကနောယေတရာသဗ္ဗပါဠိယံအရာနာမသုဒ္ဓယံဘောဓံသုမိတံဒုကေနုဒုဗရေကာမေမူရေသုသဗ္ဗပါဠိယေအရာနာမဘုဇေကိုခာဘုရေကနေကြောကြဆံနာတတဝံဘုဒ္ဓညာပေါင်းတိသုဒ္ဓယံဒုဣမေယံေသောဖာမေမေတေတာပိစမေယပါစီဝတိဒုမေတနာမေနာတေတိရှဝေယံနေသံမောယဝတိတိဩကေဟံဒုကောင်းသောဘောဓအတိယဝိနာမြောင်းဘုဒ္ဓညာပါစီဝတိလောကရေကာမေအပိဒုက္ခရေယောတိယံဓမ္မကောင်းပြီစုလူတဲ့မျိုးဒုတေနုဒုရောတဲ့တရားစတိညုပြည့်နိုင်ကြပါစီဝတိဒါကပါရမေကောင်းရန်ပြေကောင်းရပြီကောင်းရစေပါရမေအမောတေမောဘုရေနုဒုရေနတစေရေယောမနုတောမေပြေတေစီယုနိုင်ကြပါစေကုန်သတည်းဒီလိုမျိုးဒီများတဲ့တော့တွေ့လို့လက်ခံရပြီးပါရဆရာတော်ကကိုယ်တော်ကရှင်းလို့ပြောတယ်ဒီလိုတော့သိပါပါခင်ဗျာ
ညာ